ပေါ်တူဂီနိုင်ငံကမန်ချက်စတာယူနိုက်တက်အသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်ဟာဆိုရင်တော့ဖြစ်ကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့ယာယီရပ်ဆိုင်းထားတယ်ဆိုပေမဲ့ကစားသမားကိုယ်တိုင်က Old Trafford မှာပဲဆက်ပြီးနေခြင်းနေတယ်လို့သဘောဆန္ဒရှိတဲ့အတွက်ကြောင့်မန်ချက်စတာယူနိုက်တက်အသင်းဟာဘရူနိုဖာနန်ဒက်အတွက်တော့စိတ်အေးလက်အေးရှိနေတယ်လို့သတင်းတွေရသိရတယ်။ပြီးခဲ့တဲ့သတင်းပတ်တွေတုန်းကမန်ချက်စတာယူနိုက်တက်အသင်းဟာဘရူနိုဖာနန်ဒက်ကိုစာချုပ်သစ်ချုပ်ဆိုဖို့ယာယီရပ်ဆိုင်းထားတဲ့အချိန်တုန်းမှာကျွန်တော်ဆော်ဒီကလပ်တွေကနေပြီးတော့ဘရူနိုဖာနန်ဒက်ကိုခေါ်ယူဖို့စိတ်ဝင်စားနေလို့လည်းသိရတယ်အခုချိန်မှာဆိုရင်တော့ဘရူနိုဖာနန်ဒက်ဟာသူကိုယ်တိုင်ကကစားသမားကိုယ်တိုင်ကကျွန်တော် Old Trafford မှာပဲဆက်ပြီးနေခြင်းတယ်လို့ကစားသမားကိုယ်တိုင်ကယတိပြည့်ဆုံးဖြတ်ထားတဲ့အတွက်ကြောင့် Manchester United ဟာတော့စိုးရင်ပူပန်မှုမရှိတော့ပါဘူးအားလုံးပဲမင်္ဂလာပါ United မြန်မာကနေကြိုဆိုပါရစေနောက်ထပ်သတင်းတစ်ခုကနယ်သာလန်နိုင်ငံသားကျွန်တော် Nottingham Forest ကွင်းလယ်လူIlian Anderson ကို Manchester United ကနောက်ထပ်ပြီးစိတ်ဝင်စားနေတယ်ဆိုတာတော့ကျွန်တော်တို့ကြားခဲ့ပါပြီအဲ့ဒီထဲမှာစိတ်ဝင်စားနေတဲ့ထဲမှာကျွန်တော်တို့လည်းအပြန်စိတ်ဝင်စားနေတဲ့အပြင်Manchester City ရှိပါတယ် Manchester City ဟာဆိုရင်တော့ပြည် Ilian Anderson ကိုခေါ်ဖို့ကျွန်တော် United နဲ့အပြန်စိတ်ဝင်စားနေတယ်လို့သိရတယ်တကယ်လို့ Ilian Anderson ကို United နဲ့ Manchester City နှစ်သင်းကဘယ်သူကရရှိမလဲဆိုတာကိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ် Manchester United ကိုပဲရောက်မလား Manchester City ကိုပဲရောက်မလားဆိုတော့နောက်ထပ်သတင်းပတ်တွေမှာစောင့်ကြည့်ရမယ်ဒါတော့ Ilian Anderson ကိုခေါ်မယ်ဆိုလို့ရှိရင်တော့ Ilian Anderson ကအကုန်လုံးတော့ကောင်းပါတယ်ဒါပေမဲ့ Manchester City ဘက်ကစောင့်ကြည့်နေတာလဲတော်တော်ကြာပြီထင်တယ်ဒါပေမဲ့ Manchester City တသိန်းနဲ့တော့မဟုတ်ဘူးကျွန်တော်တခြား Tottenham Hotspur တို့လည်းရှိတယ်ပြီးရင်သူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ Newcastle United ကတော့မှအသင်းဟောင်းဖြစ်တဲ့ Newcastle United ကတော့မှပြန်ပြီးခေါ်ဖို့စိတ်ဝင်စားနေတယ်လို့ကျွန်တော်တို့သတင်းတွေသိရတယ်အဲ့ဒီသတင်းတွေထဲမှာနောက်ထပ်ဖြစ်လာမယ်ကျွန်တော်တို့ Manchester United ကပဲပို့ပြီးတော့စိတ်ဝင်စားမှုအားကောင်းပြီးတော့စုံစမ်းမေးမြန်းမှုတွေလုပ်မလား Manchester City ကပဲပုံမအားထက်သန်စွာနဲ့ကျွန်တော် Ilian Anderson ကိုရအောင်ခေါ်ယူသွားမလားဆိုတာကိုကျွန်တော်နောက်ထပ်သတင်းပတ်တွေမှာစောင့်ကြည့်ရမယ်နောက်ထပ်သတင်းတစ်ခုကတော့ကျွန်တော်တို့ရဲ့ Manchester United ရဲ့ဂန်ဝင်ကြီး Sir Alex Ferguson ဆိုတော့ဖြစ်2026မေလ3ရက်မှာကစားခဲ့တဲ့ Manchester United နဲ့ Liverpool ပွဲစဉ်မစခင်မှာ Sir Alex Ferguson ကကျမ်းမာရေးဖောက်ပြန်မှုဖြစ်ခဲ့တဲ့အတွက်ကြောင့်အရေးပေါ်အခြေအနေတော့မဟုတ်ဘဲနဲ့စစ်ဘက်ဆိုင်ရာကနေပြီးတော့ကြိုတင်ကာကွယ်တဲ့အနေနဲ့ကြိုတင်စီစစ်တဲ့အနေနဲ့ကျမ်းမာရေးစောင့်ရှောက်မှုတွေပြုလုပ်ပေးနေလို့သိရတယ်အဲ့ဒီနောက်ပိုင်းမှာလဲ Sir Alex Ferguson ဟာသူ့ရဲ့နေအိမ်မှာပဲတက်တာအနားယူနေတယ်လို့သိရတယ်အခုချိန်မှာတော့ Sir Alex Ferguson ကကျမ်းမာရေးအခြေအနေပြန်လဲကောင်းမွန်လာပြီလို့သိရပါတယ်နောက်ထပ်သတင်းတွေမှာကျွန်တော်တို့ထပ်တွေ့ပါအောင်မယ် channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လေးလုပ်သွားပေးပါအောင် like and follow လေးလုပ်သွားပေးခဲ့ပါအောင် brother တို့ရဲ့အမြင်ကိုလည်းကျွန်တော်တို့အောက်က comment လေးမှာရေးခဲ့ပေးပါ Ilian Anderson ကို Manchester United နဲ့အပြန် Man City ကချင်းပြိုင်ပြီးတော့ဝယ်ယူဖို့စူးစမ်းနေတယ်ဆိုလို့ရှိရင် brother တို့အနေနဲ့ Manchester City ကိုရောက်မလား Manchester United ကို Ilian Anderson ရောက်လာမလားဆိုတာကိုတော့ကျွန်တော်တို့ကိုအောက်က comment လေးမှာအကြံပေးခဲ့ပါဦးနောက်တစ်ခုက Bruno Fernandes ဟာအကယ်၍ Manchester United ကနေပြီးတော့ထွက်ခွာသွားမယ်ဆိုရင်အခြေအနေတွေကကျွန်တော်တို့အများကြီးပြောင်းလဲနိုင်တယ်ဆိုတာက Bruno Fernandes ဟာ Manchester United မှာသူ့ရဲ့စိတ်သဘောဆန္ဒအရာရှိမယ်ဆိုပေမဲ့တခြားကိစ္စတွေကြောင့်ဒီ Saudi Club တွေကဥမာ Pro Saudi Club တွေကကျတော့ကျွန်တော်ငွေတွေအများကြီးသုံးနိုင်တယ်ဗျာဥမာ Cristiano Ronaldo တို့ကိုခေါ်ထားတာလေအဲ့လိုမျိုးငွေတွေအများကြီးသုံးနိုင်တယ်ငွေတွေပြင်မလားအဲ့သူတို့ပေးတာထက်2ဆ3ဆလောက်သုံးနိုင်နေဆိုရင်တော့ပြည်ဒါပေမဲ့ Bruno Fernandes ကိုငွေမှတ်တယ်လို့ပြောတာတော့မဟုတ်ပါဘူးဒါပေမဲ့အကြောင်းအမျိုးမျိုးကြောင့်ပြောင်းရွှေ့သွားခဲ့ရင် Manchester United ဟာဘယ်လိုမျိုးကြံခဲ့မလဲကျွန်တော်ရဲ့သဘောဆန္ဒလေးကတော့မပြောင်းဘူးလို့တော့မျှော်လင့်တာပဲမပြောင်းစေချင်ပါဘူးပြောင်းလောက်ပါဘူးဒါကသူတို့ဒါကောလာဟာလာသတင်းတွေပဲဖြစ်ဖို့များပါတယ်ဒီစာချုပ်မချုပ်ဘဲနဲ့ယာယီရပ်ဆိုင်းထားတယ်ဆိုတာလည်းအကြောင်းတစ်ခုရှိမှာပါတခြားပြဿနာကြီးမားတော့မရှိတော့ဘူးလို့ကျွန်တော်အနေနဲ့ထင်တယ်မရှိဘူးလည်းမျှော်လင့်ပါတယ်
ကဲအားလုံးကိုထူးကျေးဇူးတင်ရှိပါတယ်နောက်ရက်သတင်းပတ်တွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ပါအောင်မယ်